နေအောင်ကြီးကဒီမှာတော့ခက်စိမ့်စိမ့်ပဲအိမ်ပြန်ခြင်းနဲ့စိတ်ကိုအတင်းဖိနေထားရင်နဲ့စာဝန်နေရဲ့လိုင်းတန်ပိုးတွေချမှာငါရဲ့အိမ်မက်တွေလဲအတောင်ပံခဏခဏနွမ်းခဲ့ရပေါ်တစ်ချက်ဆက်လိုက်ယုံနဲ့အလွမ်းတွေမပြေဘူးအမေရဲ့အတန်ကြားရင်မျက်ရည်တွေကဝဲလို့လာတယ်သားနေကောင်းလားထမင်းစားပြီးပြီလားတဲ့မမေးပါနဲ့အမေရဲ့ကျွန်တော်ပြုံးပြီးတော့ပဲလိန်ညာနေအောင်မယ်မိုင်ပေါင်းများစွာဝေးတဲ့ဒီမြေရဲ့ချမ်းမှရှင်ဘတ်ထဲကအလွမ်းတွေကိုပိုက်ဆံနဲ့လဲလဲခဲ့ရချွေးစက်တွေကြားကဘဝကိုအကောင်းဆုံးတည်ဆောက်နေတာမိသားစုတွေပြုံးပျော်ဖို့အတွက်ငါရဲ့မှုတွေကတန်ဖို့ရှိပါတော့မိသားစုတွေပြုံးပျော်ဖို့အတွက်ငါရဲ့မှုတွေကတန်ဖို့ရှိပါတော့တနေ့တော့ပြန်လာခဲ့မယ်ရင်ခွင်ဟောင်းလေးစီဂျယ်ရီဆိုနဲ့ညမှာအေးအေးလူလူအိတ်ဆက်ဖို့အခုတော့လက်ခဏတာအာတင်ထားအောင်မယ်ဒီညတော့လွမ်းတဲ့စိတ်ကိုလေထဲမှာပဲလွှင့်ပြလိုက်မယ်မိုင်ပေါင်းများစွာဝေးတဲ့ဒီမြေရဲ့ချမ်းမှရှင်ဘတ်ထဲကအလွမ်းတွေကိုပိုက်ဆံနဲ့လဲလဲခဲ့ရချွေးစက်တွေကြားကဘဝကိုအကောင်းဆုံးတည်ဆောက်နေတာမိသားစုတွေပြုံးပျော်ဖို့အတွက်ငါရဲ့မှုတွေကတန်ဖို့ရှိပါတော့မိသားစုတွေပြုံးပျော်ဖို့အတွက်ငါရဲ့မှုတွေကတန်ဖို့ရှိပါတော့အင်ကိုလွမ်းနေငါတို့အားလုံးအိမ်ပြန်နိုင်မဲ့နေ့ကိုစောင့်နေမယ်